လက်ရှိမှာကိုနဲ့အဝေးကိုရောက်သွားပြီးတဲ့အခါကျမှကိုယ့်ရဲ့မေတ္တာတွေသူ့ပေါ်မှာထားတဲ့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကိုသူ့အနေနဲ့သိသွားပြီလားဆိုလိုချင်တာကတော့ဘောနော်ကိုနဲ့ဝေးသွားတဲ့အခါကျမှကိုယ့်ရဲ့တန်ဖိုးကိုနားလည်လာတာသူ့ပေါ်မှာကိုဘယ်လောက်ထိချစ်ချင်းမေတ္တာတွေရှိတယ်ဘယ်လောက်ထိသူ့ပေါ်မှာနားလည်မှုတွေပေးဆက်မှုတွေရှိတယ်ဆိုတာကိုသူအခုသိသွားပြီလားဆိုတာလေးကိုကြည့်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်နှစ်ယောက်သားရဲ့ relationship ကလေဒီတယောက်နဲ့တယောက်ပေါ့နော်ကနဦးမှာတော့တယောက်နဲ့တယောက်နားလည်မှုတွေအပြည့်အဝရှိခဲ့ကြတယ်ဆိုလိုချင်တာကစိတ်တူကိုယ်တူပဲကိုယ့်ရဲ့အကြိုက်ကလည်းသူ့ရဲ့အကြိုက်ဆိုတာမျိုးဒီလိုမျိုးလေးတွေပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ဒီစိတ်တူကိုယ်တူတွေသွားခဲ့ကြတယ်ကိုယ့်ရဲ့ relationship ကစိတ်တူကိုယ်တူဖြစ်ခဲ့ကြတယ်အဲ့ဒီကနေပြီးတော့မှနောက်ကြမှာတစ်ဖက်သက်ဆန်လာတာဆိုလိုချင်တာကိုယ့်ရဲ့ partner တစ်ဖက်သက်ဆန်လာတာသူကပဲသူပြောတာပဲအမှန်သူ့ရဲ့ဆုံးဖြတ်ချက်တွေအတိုင်းပဲလိုက်ရမယ်ဆိုတာမျိုးသူပြောတဲ့အတိုင်းပဲလိုက်လို့ရမယ်ဆိုတာမျိုးကိုယ့်ရဲ့စိတ်ဆန္ဒကဘလို့ရှိလဲကိုယ့်ရဲ့ခံစားချက်ကဘလို့ရှိလဲဆိုတာမျိုးလေးတွေကိုယ့်ရဲ့ဆန္ဒကိုမမေးဘဲနဲ့သူ့နောက်ကိုပဲ तू ကလိုက်ခိုင်းလိုက်တော့တာအဲ့တော့ကနဦးအစတော့တယောက်နဲ့တယောက်နားလည်မှုတွေရှိရနေပြီးတော့မှတစ်ဖက်သက်ဆန်တဲ့ချစ်ချင်းမျိုးတွေဖြစ်သွားတာအဲ့ဒီလိုမျိုးတွေဖြစ်သွားပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့အနာကနေထွက်ခွာသွားတာကိုနဲ့သူနဲ့သဘောထားချင်းမတိုက်ဆိုင်တာကသူ့ရဲ့အမှားမဟုတ်ဘူးကိုယ့်ရဲ့အမှားဖြစ်နေတာဆိုတာမျိုးအဲ့ဒီလိုမျိုးတွေနဲ့ကိုယ့်ရဲ့အနာကနေသူကထွက်သွားတာဖြစ်တယ်ဒီအတွက်ကြောင့်မလို့အခုချိန်မှာကိုယ့်ရဲ့အနာကနေထွက်သွားတယ်ကိုနဲ့ဝေးသွားပြီးနောက်ပိုင်းကျမှသူ့ပေါ်မှာထားတဲ့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကိုသူသိလာပြီလားဆိုတာကိုဆက်ကြည့်ရအောင်နော်